ကျွန်တော်နာမည်ကတော့ဒီcross over ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ spider fusion လေးကိုပြပြသွားတာဖြစ်ပါတယ်ဒီကျွန်တော်အရင်ဆုံးရင်းထဲမှာကျွန်တော်တို့ပြပြီလားဒီပြလို့ဟာကျွန်တော်နေပြတာပါဒီတူးဆိုတဲ့ဟာတွေပေါ့ဗျာသုံးဖို့ရအောင်ဆုံးကငါရဲ့အောက်ကဟာပေါ့ဗျာဒီပါဆိုတော့ချင်းရွာစကားစားရွှေအောင်ပေါ့ဟုတ်လားရွှေအောင်လို့တော့လက်ဆံကိုကျွန်တော်ပြလိုက်နံပါတ်4ကလက်ဆံကိုတော့လက်ဆံမှာကျွန်တော်တရားပါကျွန်တော်ခင်းရဝင်ပါမယ်ဒီကနေ့ကျွန်တော်ဒီချောင်းဆိုးနေတာနော်โอเคဒီနေ့ကျွန်တော်ပြီးရင်အားနေဒါတဲဝင်နိုင်ဝင်ပြီးသွားဆိုတော့ကျွန်တော်တို့ဒီမှာရှိပါမယ်အဲ့ဒါလေးကိုကျွန်တော်ဝိုင်ဘလက်ကိုလုပ်ပေးလိုက်ပါကာလာရဲ့ဝင်ပြီးအောက်ခဏလေးဟာဝင်ပြီးတော့ဆိုရအောင်နှိပ်လိုက်ဒီမှာတော့ဒီလိုလုပ်လိုက်ဆိုငါ့လိုနေမေးရလို့လားဒီလိုဝင်နေ谁叫我外人？大家为哪不用大便跳了？另外就是，给狗粮喂bio没有，看来，我还是那就是拿水养，比如是属于 glass 的喂啦，另外就是这里 glass，嘎啦就是啥里面叫花样楼，另外呢就是ဒီကကျွန်တော်က glass လေးပေါ့ဒီလိုလေးကြော်ဒီလိုလုပ်ရအောင်ဖြစ်ပါလေကြားရနေတယ်နော်โอเคဟိုရှာပြီအဲ့ဒါမျိုးပြောရတော့ပြီးတာရွှေလို့လားโอเค
နေတော့ဘာဖြစ်နေလဲရှာပါပြီဒီတော့ဗီဒီယိုကြည့်ရတဲ့ဆိုလိုက်ဆိုတော့လုပ်ဖို့တော့တောင်းဆိုကြပါရစေဘိုင်ဘိုင်